Okay အားလုံးပဲမင်္ဂလာဗျာကျွန်တော်ရဲ့ Mr. Pin Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရဗျာဒီနေ့မှာတော့ကျွန်တော်ကကြက်တောင်ပန်ကြော်လေးကိုကြော်ပြတော့မှဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးမှာဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာကြက်တောင်ပန်လေးဘယ်လိုကြော်မလဲဆိုတာကြက်တောင်ပန်ကြော်အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့ဒါကြက်တောင်ပန်နဲ့စီပဲဖြစ်ပါတယ်အလကားတော့ကြက်တောင်ပန်ကြော်ဖို့ဆိုတော့ကြက်တောင်ပန်လိုတော့ဗောနော်ဒါမနေ့ကဝယ်လာတဲ့ကြက်တောင်ပန်မှာကျွန်တော်ရေးဆေးပြီးလို့ရှိရင်ကြက်သားမုံလေးနဲ့ထည့်ရပါတော့ကြက်သားမုံကဝယ်လို့ရလားမရလားတော့မသိဘူးကမြန်မာပြည်မှာဟောကြက်သားမုံဆိုတော့ဒီအကျော်မုံလို့ခေါ်တာပေါ့နော် sorry မာတော့လို့အကျော်မုံလေးတစိမ့်ပြောင်းပြန်ကြီးဖြစ်နေရဲ့ဒီတစိမ့်ပေါ့နော်ဒီတစိမ့်လေးကိုတုံးတာပေါ့နော်ကျွန်တော်တို့ပြီးရင်စားတစ်စုံချုံမုံတစ်စုံတကြားတစ်စုံထည့်ရတယ်ပေါ့နော်ပဲငံပြာကြီးတို့ဘာလို့ရှိရင်လည်းထည့်ပြန်နော်ပြီးရင်ကျွန်တော်ကတော့အနီရောင်လေးဖြစ်ချင်တဲ့အတွက်ကြောင့်မလို့ဘယ်လိုပြောမလဲအယောင်တင်မုံထည့်တယ်ပေါ့အဝါရောင်ဖြစ်စေချင်တော့စနုံးမုံထဲပေါ့ဗျာနော်ပြီးရင်နယ်လိုက်တယ်လက်ကြီးနဲ့ပေါ့နော်ဘာမှမဖြစ်ဘူးခင်ဗျားတို့လည်းကြွေးမှာမဟုတ်ဘူးဆိုတာလေခုပါတာကိုစားမှာဖြစ်တဲ့အတွက်ကြောင့်လက်အိမ်မဆွတ်တော့ဘူးပေါ့နော်ခင်ဗျားတို့ကြွေးမှာဆိုလို့ရှိရင်တော့တေချာလေးလက်အိမ်လေးနဲ့တန်လေးလှုပ်ကြွေးပါမယ်နော်ဒါတော့ကျွန်တော်စားမှာမလို့ဒီတိုင်းလက်နဲ့နယ်လိုက်တယ်ကျွန်တော်ကဘယ်လိုပြောဘူးတီကြော်စားရင်တော့မှလေဘူးတီကြော်လို့ပြောပြီးအထက်ကဘူးတီကိုမစားပဲအပြင်ကမုံလေးကိုစားတာဖြစ်တဲ့အတွက်ကြောင့်မုံလေးလေးနည်းနည်းထပ်ထည့်လိုက်တယ်ပေါ့နော်ကြက်သားကြော်မှာလဲကျွန်တော်မုံနဲ့အထူကြီးစားကျွန်တော်ပါပပလေးစားကျွန်တော်နည်းနည်းပဲထည့်ပါနော်ကျွန်တော်ဒါဒေချာလေးတမအောင်မွေပြီးလို့ရှိရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ချက်ချင်းကြီးတွားကြော်လို့မရပါဘူးဒါကိုရေခဲတက်တာထဲမှာ85ရက်ကြာအောင်နှက်ထားရပါတယ်လကစားတော့85ရက်မဟုတ်ပါဘူးတနားရီလောက်ထားလိုက်ရင်ရပြီပေါ့နော်ဒါကတော့ရေခဲတက်တာထဲမှာထားပြီးသားပြန်ထုတ်လာတော့ပေါ့နော်ပြီးရင်ကျွန်တော်စီပူအောင်တည်မယ်စီပူအောင်တည်ပြီးလို့ရှိရင်တော့ကြော်ရုံပဲပေါ့နော်လက်ကြီးတော့ထည့်မကြော်လိုက်နဲ့ပေါ့နော်ဒါကြက်တောင်ပန်ကြော်တဲ့ချိန်မှာစီကိုတအားကြီးပူလို့မရဘူးเนาะစီတအားကြီးပူတယ်ဆိုလို့ရှိရင်အပြင်ကနေမှမဲပြီးတော့အထဲမှာမကျက်ဘူးဖြစ်တတ်တယ်အဲဒါကြောင့်စီကိုနည်းနည်းနွေးလေးပေါ့เนาะပူတယ်ပူဘယ်လိုပြောမလဲစီကျက်တယ်ဆိုရင်လောက်ကလေးပဲထားပါအောင်เนาะမီးလျှော့မအောင်เนาะမီးလျှော့ပါเนาะမီးလျှော့ပြီးတော့ဖြည်းဖြည်းလေးနဲ့ကြော်ပါစီအေးလေးနဲ့ကြော်ပါစီအေးလေးကြော်ဆိုတော့ခလို့စီအေးကြီးနဲ့တော့ကြော်ခိုင်းတာပေါ့เนาะစီတအားအေးလို့ရှိရင်လည်းစီတွေကလေအထဲကိုစုပ်ဝင်သွားပြီးတော့အီလေစားရတာကြက်လည်းမကြက်ကြိုလည်းမကြိုအဲ့လိုဖြစ်တတ်တယ်ပေါ့နော်โอเคရပြီကျွန်တော်မီးနည်းနည်းပြင်းလို့ကြက်သားနည်းနည်းမဲသွားတယ်ပေါ့နော်ဒါကတော့လူနဲ့တူသွားတာပါကြော်တဲ့လူမဲတယ်ကြော်တဲ့လူမဲတယ်ကြော်တဲ့ကြက်သားလည်းမဲတော့ကဲကြက်တောင်ပန်ကြော်ရပါပြီအလားစင်တော့တည့်ရဲ့အတိုင်းပဲကျွန်တော်ကတော့ဇလက်ရွက်မရှိတဲ့အတွက်ကြောင့်လို့မုံရင်းရွက်နဲ့ထည့်လိုက်တယ်ပေါ့နော်ဘလို့ဖြစ်ဖြစ်လှတော့ရင်ပြီးရပါပဲဒါရောက်မှမဟုတ်လို့ပောက်ရ40ရှောက်ဦးမှစင်တာပေါ့နော်ရောက်မှဆိုလို့ရှိရင်တော့ဇလက်ရွက်လေးခရမ်းချင်တီးလေးနဲ့ခန်းကျင်တီးလေးအပိုင်းလေးမှနော်ပြီးရင်တစ်ခွားတီးလေးနဲ့စိတ်3စိတ်လောက်နဲ့ဆိုရင်လှပြီပေါ့နော်ကဲဒါကတော့ကြက်တောင်ပန်ပဲဖြစ်